အားလုံးပဲမင်္ဂလာပါအခုပြောပြချင်တာတော့အင်္ဂါသားသမီးများရဲ့မင်္ဂလာအချိန်ခါပေါ့နော်မင်္ဂလာသားသမီးများဆိုလို့ရှိရင်ကိုယ့်အတွက်ရည်ကြီးကိစ္စတွေလှုပ်ဆောင်ကြမယ်ဆိုတဲ့အခါမှာအချိန်ခါလေးတွေကိုယ့်အတွက်မင်္ဂလာရှိမဲ့အချိန်ခါကိုယ့်အတွက်အကျိုးပေးမဲ့အချိန်ခါဒါလေးတွေပြောပြချင်တယ်အဲ့တော့အင်္ဂါသားသမီးရဆိုရင်မနေ့အာရုံတက်မှာဆိုလို့ရှိရင်မနေ့6နာရီတီတီပေါ့နော်အဲ့ဒါလေးရန်ကောင်းတယ်ပြီးတဲ့အခါကျလို့ရှိရင်9နာရီ28မိနစ်ကောင်းတယ်နောက်နေ့ခင်းဘက်မှာဆိုလို့ရှိရင်1နာရီရတယ်နောက်တစ်ခါ3နာရီ15မိနစ်ရတယ်ညနေ9နာရီတိတိရပါတယ်ရှင့်เนาะအဲ့တော့အဲ့လိုနေ့အဲ့ဒီနံပါတ်လေးတွေကိုမှတ်ထားပြီးတော့ကိုဘဝမှာအရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်ကြမယ်ဆိုတဲ့အခါမှာအခက်ခဲမရှိအဆင်ပြေပြေလှုပ်ဆောင်သွားလို့ရတယ်အဲ့တော့ဒီနံပါတ်လေးတွေကဆိုရင်လည်းသူ့အတွက်အကျိုးပေးမယ်ဆိုတဲ့နံပါတ်လေးတွေဖြစ်နေတာပေါ့เนาะဒါကြောင့်မလို့ဒါလေးတွေကိုသေချာလေးစိတ်ထဲမှာမှတ်ထားပြီးတော့ငါဒီချိန်လေးမှာလှုပ်လိုက်ရင်တော့ငါရဲ့အလုပ်ကိစ္စလေးတွေအဆင်ပြေမယ်ဆိုတာမျိုးတွေသတိရအောင်လို့ share လိုက်ပြီး sharing လုပ်ပေးတာပါเนาะအဲ့တော့ခုနှစ်သားသမီးတွေကသူ့အချိန်နဲ့သူ့အခါနဲ့ပေါ့နော်အကျိုးပေးတဲ့ဆိုတဲ့နံပါတ်လေးတွေဆိုတာရှိတယ်ပေါ့နော်အဲ့မဲ့အခုပြောပြနေတဲ့ဟာကဘေးနဲ့ရမဟုတ်ဘူးပေါ့နော်ဒါပညာရက်တွေဆိုတာကလောကကြီးမှာအများကြီးရှိပါတယ်ဒါပေမဲ့အခုဒီချက်ပြောပြနေတာဒီချက်တို့ရဲ့အယူဝမင်္ဂလာအရာပါနော်ဆိုတော့အဲ့အလေးတွေကိုယုံကြည်မဲ့သူများလိုက်ပြီးလုပ်လို့ရပါတယ်အဲ့တော့အခုချက်ပြောပြတဲ့အချိန်လေးတွေကဆိုလို့ရှိရင်အင်္ဂါသားသမီးတွေအမှန်တန်တင့်တော်တယ်ဆိုတဲ့အချိန်လေးတွေဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်